Premier League Champions စုအတွက်အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့ West Ham နဲ့ Arsenal တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပါ Arsenal က West Ham ကိုအဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်ပွဲစားကလေးက Arsenal ဟာဘောလုံးပိုင်ဆိုင်မှုနဲ့တိုက်စစ်ဆင်မှုတွေကိုအသာစီးယူကစားနိုင်ခဲ့ပါတယ် West Ham ကတော့အိမ်ကွင်းပရိသတ်ရဲ့အားပေးမှုနဲ့အတူခန်းစစ်ကိုအားပြုပြီးတံပြန်တိုက်စစ်တွေနဲ့ချင်းချောက်ခဲ့ပါတယ်ပွဲရဲ့အဆုံးဖြတ်ခဲ့တဲ့သူလုံးနဲ့တော့အနိုင်ကိုတော့ပွဲချိန်83မိနစ်မှာ Arsenal ရဲ့တိုက်စစ်မှု Leandro Trossard ကတွင်ယူပေးခဲ့တာပါဒီကိုက Arsenal အတွက်အဖိုးမဖြတ်နိုင်တဲ့3မှတ်ကိုစောင့်ကျင်ပေးခဲ့ပါတယ်ပွဲပြီးကနေ့မှာ West Ham ဘက်ကခြေဘက်ကိုတကူတွန်းယူခဲ့ပေမဲ့ VAR စစ်ဆေးမှုအရ foul ပေါ်အဖြစ်သတ်မှတ်ခံရပါတယ် Arsenal အသင်းဟာဒီပွဲမှာအနိုင်အရှိခဲ့တဲ့ကြောင့် Premier League ဇယားထိပ်ဆုံးမှာဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး Champions စုနဲ့ပိုမိုနီးစပ်လာခဲ့ပါတယ်ဇယားအောက်ပိုင်းမှာရုံးကန်နေရတဲ့ West Ham အတွက်ဒီရှုံးပွဲဟာအတော်လေးနာကျင်စရာဖြစ်ခဲ့ပြီးတန်းစင်းစုံနဲ့ပိုမိုနီးစပ်လာခဲ့ပါတယ် Premier League ရဲ့နောက်ဆုံးပွဲစဉ်တွေဟာပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာတော့မှသိကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်